2026အောက်တိုဘာအင်္ဂါသားသမီးများအတွက်တလစာဟောစာတမ်းဖြစ်ပါတယ်ဒီလမှာအင်္ဂါသားသမီးများအတွက်အင်္ဂါသားသမီးများကတက်ကြွလှုပ်ရှားမှုများပြီးတော့အခွင့်အလမ်းသစ်များစတင်ရရှိနိုင်မည်ကာလဖြစ်ပါတယ်ရှင်မိရဲ့စ조사အားထုတ်မှုကြောင့်ရလကောင်းများစတင်ပြီးတော့စုပ်ကိုင်ရရှိနိုင်မည်လားလည်းပြောလို့ရပါတယ်ရှင်စီးပွားရေးနဲ့အလုပ်အကိုင်မှာခါကြတော့အခွင့်အလမ်းသစ်များလုပ်ငန်းခွင်တွင်တာဝန်အသစ်တွေ project အသစ်တွေတိုးချဲ့ရတတ်ပြီးခေါင်းဆောင်မှုနေရာရရှိနိုင်ပါမည်တတိပြုရမှာကစိတ်ညာလက်မြန်ဆုံးဖြတ်ခြင်းတဲ့လူကြီးသူမများအတွေ့အကြုံရှိသူများနဲ့တိုင်ပင်ပြီးမှဆောင်ရွက်ပါကပုံမို့ပြီးတော့အောင်မြင်ပါလိမ့်မယ်လှုပ်ဖို့ကင်ဖက်များနဲ့စကားညင်းပွားတတ်တာကြောင့်စိတ်ရှည်တီးခံမှုထားရှိရန်လိုအပ်ပါသည်ငွေရေးကြေးရေးမှာခါကြတော့ကြမ်းကြာနေတဲ့ငွေကြေးများရစရာလို့တော့အကျွေးများပြန်လဲဝင်ရောက်လာပါလိမ့်မည်မိသားစုသို့မဟုတ်အလူအတန်းအတွက်မမျှော်လင့်ပဲတုံးဆွဲရတော့လေဗန္ဒာရေးအခြေအနေမှာရေဘူးရအားဖြင့်အစဉ်ပြေချောမွေ့ပါလိမ့်မည်အချစ်ရေးနဲ့အိမ်ထောင်ရေးမှာခါကြလူပြိုအပြိုများမိမိထဲအတွေ့အကြုံရှိသူနဲ့ရင်းကျက်နေတဲ့သူသို့မဟုတ်အလုတ်အကင်မှတဆင်တက်တာမြမြစ်သူနဲ့စုံတွေ့ရတတ်ပါတယ်ရှင်အိမ်ထောင်ရှင်များခါကြတော့အပြန်အလှန်နားလည်မှုနဲ့တီးခံပေးနိုင်ပါကအိမ်ထောင်ရေးတာယာချုံမြိန်ပါလိမ့်မယ်အသေးအဖွဲစကားများချင်းကိုရှောင်ကျဉ်ပါကျမ်းမာရေးမှာခါကြတော့အလောက်များပြီးပင်ပန်းနွမ်းနယ်မှုကြောင့်ခေါင်းကိုက်ခြင်းအိပ်ရေးပြက်ခြင်းနဲ့ချောင်းဆိုးအေးမိခြင်းစတဲ့ဝေဒနာအသေးစားလေးတွေဖြစ်တတ်ပါတယ်အနားယူခြင်းမမှန်ပေးပါရှင်ပြုလုပ်ရမယ့်ရတတွေခါကြတော့အင်ကာနဲ့နတ်နဲ့မှာဖျားမှာစီစဝါပန်းတို့မဟုတ်စုံပန်းတွေကိုကတ်လူပူဇော်ပေးပါစတ်တော်ကြီးပရိတ်တော်များကိုကျွတ်ဖတ်ပူဇော်ပေးပါရှင်ကံကောင်းစေတဲ့အယောင်မှာခါကြတော့အနီရောင်ပန်းရောင်များဖြစ်ပြီးတော့ကံကောင်းစေတဲ့ကနန်းခါကြတော့3-9 ဖြစ်ပါတယ်ရှင်